မင်္ဂလာပါရှင်။လိုက်စာ TV ရဲ့ပမာတိုင်းသားဘာသာအစီအစဉ်ကနေကြိုဆိုပါရရှင်။မတ်လ28ရက်နေ့ညနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအန်ကမန်ဂျလာကနေပြီးတော့တင်ဆက်ပေးပါမယ်။လိုက်စာအလံပွန်ထက်တန်ကြောင်းနဲ့လာမယ့်ဧပြီလ3ရက်နေ့မှမေလ2ရက်နေ့အထိနေရာဒီအင်္ဂလိပ်စာတင်ကြားပေးခြင်းများပြုလုပ်သွားရန်ရှိကြောင်းကျောင်းတော်ဝင်ရှိသူများထံမှသိရပါဗျ။ကျောင်းသားများနေ့စနစ်မှန်သောအင်္ဂလိပ်စာကိုတင်ယူနိုင်ရန်အတန်းပညာနှင့်လိုက်၍အင်္ဂလိပ်စာကိုလေ့လာနိုင်ရန်အင်္ဂလိပ်စာအင်္ဂလိပ်ဘာသာစကားကိုကျွမ်းကျင်စွာလေ့လာတင်ယူနိုင်သောကျောင်းသားများဖြစ်ကြရန်နှင့်အဖအစည်းလူအများနှင့်နေထိုင်တတ်သောကျောင်းသားများဖြစ်ကြရန်ရည်ရွယ်လျက်ဖလေးကျောင်းဆရာမလက်ဖိုက်ထူရာကပြောပါဗျ။ငါရမစေတန်းကိုတော့ grammar writing vocabulary များကိုတင်ကြားပေးသွားမှာဖြစ်ပြီး17တန်းနှင့်12တန်းကိုတော့ academic writing grammar vocabulary critical thinking public presentation skill များကိုအတန်းခွဲပြီးတင်ကြားပေးသွားမည်ဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။နာမည်စင်းကိုတော့မတ်လ29ရက်နေ့မှစပြီးစတင်လက်ခံနေပြီဖြစ်ကြောင်းနှင့်ကျောင်းသားဦးရေအကန့်အသတ်နှင့်ဒါလက်ခံတင်ကြားပေးသွားမည်ဖြစ်ကြောင်းကိုလည်းသိရပါတယ်။မြစ်ကျနမြို့တွင်စစ်ကော်မရှင်တန်းတဲ့ရဲတပ်ဖွဲ့များပူးပေါင်းပြီးဆိုင်ကယ်ကားနံပါတ်များကိုစုံမရဲတပ်မတ်ကဖမ်းဆီးမှုများပြုလုပ်နေကြောင်းသိရပါတယ်။စစ်ကော်မရှင်အစိုးရဟာစုံမရဲတပ်မတ်ပြီးရင်မောင်းရန်ကျင်းညာပြီးတပတ်မကြခင်ရင်ဖမ်းဆီးမှုများပြုလုပ်လာပြီးဗုဒ္ဓဟူရက်ကိုမတပ်မတ်ပြီးစုံရက်ကိုတော့တမတ်ထားခြင်းမရှိဘဲစစ်ဆေးဖမ်းဆီးမှုများပြုလုပ်နေကြောင်းဒေသခံများ၏ပြောပြချက်အရသိရပါတယ်။ကျန်းတက်ရရက်များတွင်စစ်ဆေးမှုများပြုလုပ်ပြီးဖမ်းဆီးမိပါကပြည်သူများ၏ကားများကိုပြတ်မပေးဘဲတင်စီလိုက်ခြင်းစစ်တပ်နှင့်နီးစပ်တော်သူများကိုတော့ငွေကြေးအနှဲငယ်ကောက်ခံပြီးပြန်လွတ်လိုက်ခြင်းနှင့်စစ်ကော်မရှင်ဝန်ထမ်းအချင်းချင်းကိုတော့မဖမ်းဘဲလွတ်လိုက်ခြင်းများပြုလုပ်နေကြောင်းဒေသခံများပြောပါတယ်စစ်ကော်မရှင်တပ်ဟာတက်ကုံရာဒါဘီဘလုံးကွေလန်တောင်တွင်ညတိုင်းဆိုသလိုဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေုံတာမကပြည်သူများကိုတနက်ဖြန်ချိန်ချောက်စင်ကယ်များလည်းတင်စီသွားကြောင်းသိရပါတယ်ရှင်လွန်ခဲ့သောအပတ်ကလည်းရန်ပူရက်ကွက်တွင်ရေဝစ်စုံဝတ်ထားသောမျိုးသား2ဦးဟာပြည်သူ2ဦးကိုတနက်ဖြန်ချိန်ချောက်ရိုက်နှက်ပြီးစင်ကယ်လူရက်မှုများပြုလုပ်ခဲ့ကြောင်းလည်းသိရပါတယ်ရှင်ကိုခိုင်မြို့နယ်ရှိတောင်မြို့ဒီမင်းရရရုံအဆောင်အုံတွင်မတ်လ25ရက်နေ့ကဘုံပောက်ကွဲမှုကြောင့်လူ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရရှိသူများမှာတောင်အမျိုးဒီမင်းရုံအတွင်ထင်ခုတ်နေတော့ကိုခိုင်ဒေသခံပြည်သူ3ဦးဖြစ်ကြောင်းဒေသခံပြည်သူတွေပြောပြချက်အရသိရပါတယ်။အသက်60အရွယ်အမျိုးဒီမင်း2ဦးနဲ့အသက်12နှစ်73နှစ်အရွယ်ကလေးငယ်2ဦးပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဆေးရုံတွင်ကုသမှုခံယူနေရကြောင်းသိရပါတယ်။ကိုခိုင်ဒေသတွင် MNDAA နဲ့ TNLA တပ်များတိုက်ပွဲဖြစ်ပွားခြင်းအတွင်းMNDAA တပ်များရဲ့ဒရုန်းဘုံများကြောင့်ဒေသခံပြည်သူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။နားဆင်ခဲ့ကြတော့မိဘပြည်သူများအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။